အားလုံးပဲမင်္ဂလာပါကောလမ် channel မှာကြိုဆိုပါတယ်ဒီတစ်ခါမှာကြည့်ရှုသူပရိသတ်တွေကိုဝေမျှပြီးသွားမယ့်အကြောင်းအရာလေးကတော့သူတော်စင်နှိမ့်ဆွဲများသူတို့ဘဝသူတို့ကျင့်စဉ်စာအုပ်ထဲကသဒ္ဒနာပြုခရီးသွားတယောက်ဖြစ်တဲ့ Francis Xavier အကြောင်းကိုဝေမျှပြီးသွားမှာဖြစ်ပါတယ်ပရိသတ်များရှင့်အကြောင်းအရာလေးကိုမဝေမျှခင်မှာကြည့်ရှုသူပရိသတ်တွေက channel လေးကို like နဲ့ subscribe လေးနဲ့ဘေးနား notification လေးကိုနှိပ်သွားဖို့တောင်းဆိုပါရစေကျေးဇူးတင်ပါတယ်ရှင်16ရာစု၌အရှေ့တိုင်းဒေသသို့ရောက်ရှိနေသောဥရောပတိုက်မှာလူငယ်တဦးရဲ့အတွေ့အကြုံကိုဖော်ပြမည်ဆိုပါကယဉ်ကျေးမှုမတူခြားနားမှုနေသားတကြမဖြစ်မှုကိုအထင်သေးရှော့တွက်ရာရောက်ပေမည်လို့ဆိုခြင်းမိပါတယ်ပထမရာစုအတွင်းမြေထဲပင်လည်းအရှေ့မြောက်ဒေသများ၌အင်ဝံဂေလိတရားဟောကြားခဲ့သောပေါလုလိုမျိုးပဲ Francis Xavier ဟာသဒ္ဒနာပြုခရီးရှည်ကြီးတစ်ခုကိုခြေစုံပစ်ရှောက်လှမ်းခဲ့သူဖြစ်တယ်။ Francis ဟာလော်ရလာမြို့ကနေအညာစီဦးတည်ထောင်တဲ့ယေဇုရဲ့အသင်းကိုင်း Ignacio of Loyola Society of Jesus လို့ပထမဆုံးဝင်ရောက်လာတဲ့ဒါဇင်ဝက်ခန့်တဲ့လူတွေထဲကတူဦးအပါအဝင်ဖြစ်တယ်။ဒီစပိန်နယ်သားတွေဟာတက္ကရာ1530ခုနှစ်စောပိုင်းကာလမှာပါရီတက္ကသိုလ် University of Paris မှာပညာစီးပူးခဲ့ကြပြီးတော့မိတ်ဆွေအရင်းချတွေဖြစ်ကြတယ်။1534ခုနှစ်မှာသူတို့အလုံးဟာဗီနစ်မြို့မှာယဟန်သိက္ခာကိုခံယူခဲ့ကြတယ်။တိုင်းတစ်ပါးမှာသာသနာပြုအမှုတော်ထမ်းဆောင်ခြင်းဟာယေဇုရဲ့အသင်းကိုင်းရဲ့ပင်တိုင်ရည်မှန်းချက်ဖြစ်တယ်။1540ခုနှစ်မှာ Francis ဟာအိန္ဒိယအရှေ့ပိုင်းဒေသကိုအင်ဝံဂေလိတရားဟောကြားဖို့အတွက်ပေါ်တူဂီနိုင်ငံကကိုအာတို့ရေကြောင်းလမ်းနဲ့တကူတော်ခရီးစတင်ပြီးမှထွက်ခွာလာခဲ့ပါတယ်။သူ့ရဲ့ပင်လယ်ခရီးဟာလပေါင်း73လခန့်ကြာခဲ့ပါတယ်။သူဟာလှိုင်းမှုတဲ့ဒဏ်ကြောင့်မလို့စိတ်သောကများစွာရောက်ရှိခဲ့တယ်။ Francis ဟာသူ့ဘဝရဲ့နောက်ဆုံး10နှစ်တာကာလမှာထူးခြားပြောင်မြောက်၍ရေရှည်အကျိုးသက်ရောက်တဲ့ကောင်းမှုများစွာကိုပြုလုပ်နိုင်ခဲ့တယ်။ပေါ်တူဂီလူမျိုးတွေဟာခရစ်ယာန်တရားတော်ကိုကိုအာမာခိုင်ခန့်စွာအခြေချနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့အသင်းတော်မှာခရစ်ယာန်စံနှုန်းအတိုင်းနေထိုင်ကျင့်ကြံမှုဟာထင်ပေါ်မှုမရှိသည်။ပေါ်တူဂီနိုင်ငံကခရစ်ယာန်တွေဟာဘာသာတရားကိုင်းဆိုင်ခြင်းတဲ့စီးပွားရေးအကျိုးမြတ်နဲ့အပျော်ပါးမှသာပို့ပြီးတော့မှစိတ်ဝင်စားကြတယ်။ဒါကြောင့်သူတို့ဟာသူတို့ရဲ့ကြုံများပေါ်မှာရက်ဆက်ကြမ်းကြုတ်ကြတယ်။စင်ရင်သားတွေကိုလိလူရှုခဲ့ကြတယ်။အမျိုးသမီးတွေကိုအနိုင်ကျင့်ပြီးအသာစီးယူကြတယ်။အသက်ဆက်ဆက်ရောက်ရှိလာတဲ့သဒ္ဒနာပြုပုဂ္ဂိုလ်ကြီးနဲ့သူ့ရဲ့မိတ်ဆွေဖြစ်တဲ့စီမွန်ရိုဒရက်ဂတ်တို့ဟာဆိုလို့ရှိရင်အဲ့ဒီအမိခံခရစ်ယာန်တွေရဲ့ပုံသက်တဲ့အမှားတွေကိုပြုပြင်မှုန်းမှန်ခဲ့ကြတယ်။ Francis ဟာသူ့ရဲ့အပြုအမူမှာခရစ်တော်ရဲ့ပုံရိပ်ထင်သာမြင်သာရှိနိုင်ဖို့အတွက်ကြိုးစားလုပ်ကိုင်ခြင်းဒေသခံတွေရဲ့ဘာသာစကားကိုဂရုတစိုက်လေ့လာသင်ယူခြင်းသူတို့ဘာရဲ့အာယုံကိုယူငင်ဆွဲမဲ့စေသောဩဝါဒတွေမှွဲ့ကြခြင်းကျမ်းပိုက်များကိုဖြစ်ပေါ်တန်စင်များဖြင့်ဆက်ဆိုခြင်းစတဲ့အရာတွေပြုလုပ်ဆောင်ရွက်တဲ့အတွက်ကြောင့်ဒေသခံတွေရဲ့ယိုသေးလေးစားခြင်းနဲ့စေတနာတရားတွေကိုတဖြည်းဖြည်းအရယူနိုင်ခဲ့တာပါ။သူဟာစင်ရဲသားတွေကြားမှာစင်ရဲသားသူလိုမျိုးပဲနေထိုင်ခဲ့တယ်။အိန္ဒိယနိုင်ငံကြောင်ပိုင်းဒေသတွင်စီလုံမလကာမော်လူကာကျွန်းစုနဲ့မလေးကျွန်းဆွေအဲ့ဒီနေရာတွေမှာ9နှစ်ကြာစူးစမ်းလုပ်ကိုင်တဲ့အတွက်ကြောင့်ပါရာဘက်အမျိုးအနွယ်တွေထဲကခရစ်ယာန်ဘာသာကိုသက်ဝင်ယုံကြည်တဲ့သူတွေအများအပြားရှိလာခဲ့တယ်။ Francis ဟာအနောက်ကဘာမှာရှိတဲ့လူများကလက်လန်းမမီတဲ့ကျွန်းတစ်ကျွန်းဖြစ်တဲ့ဂျပန်နိုင်ငံရဲ့သတင်းအချက်လက်တွေကိုကြားသိခဲ့ရပါတယ်။အဲဒီချိန်မှာဂျပန်နိုင်ငံမှာအုပ်ချုပ်သူဗဟိုအစိုးရဆိုပြီးမရှိဘူး။ရာကျော်သောဒေသခံခေါင်းဆောင်တွေကမိမိတို့ရဲ့နိုင်ငံကိုအုပ်ချုပ်ကြတဲ့အတွက်ကြောင့်တိုင်းတစ်ပါးကပြောင်းရွှေ့နေထိုင်တဲ့သူတွေအနေနဲ့အခက်အခဲထူးထူးထွေထွေမရှိခဲ့ပါဘူး
1949ခုနှစ်မှာ Francis ဟာဂျပန်ကမ်းခြေကိုဆိုက်ရောက်လာခဲ့ပြီးတော့သူ့ရဲ့သာသနာပြုခရီးရဲ့ဒုတိယခြေလှမ်းကိုစတင်ပြီးမှရှောက်လှမ်းခဲ့ပါတယ်။ Francis ဟာခရစ်ယာန်အယူဝါဒနဲ့ဆိုင်တဲ့အကြောင်းအရာအတူအထွာတွေကိုဂျပန်ဘာသာစကားကိုပြန်ဆိုရေးသားခဲ့တယ်။ကာဂိုရှိမာမြို့သူမြို့သားရှားကျော်တွေဟာတနေ့အတွင်းမှာသက်ဝင်ယုံကြည်လာကြတဲ့အတွက်အဖွဲ့အစည်းတစ်ခုအဖြစ် Francis ကဖွဲ့စည်းတည်ထောင်ပေးခဲ့ပါတယ်။အဲဒီနောက်မှာတခြားသောမြို့တွေကိုသာသနာပြုခရီးဆက်ခဲ့တယ်။ဂျပန်ယဉ်ကျေးမှုကိုလေးစားမှုပြပြီးတော့ရင်းနှီးမှုရယူရန်အတွက်သူ့ရဲ့သာသနာပြုတဲ့နည်းလမ်းကိုပြောင်းလဲရမယ်ဆိုတဲ့အဲဒီလိုအချက်ကို Francis ကသိမြင်လာခဲ့တယ်။သူတက်နိုင်တာထက်ပိုပြီးမှဈေးကြီးတန်ဖိုးရှိတဲ့လက်ဆောင်ပဏ္ဍာတွေကိုမဆက်သက်နိုင်ရင်မီရာကိုမြို့မှာရှိတဲ့မီကာဒိုလူမျိုးတွေနဲ့တွေ့ဆုံရင်းနှီးမှုရယူဖို့မဖြစ်နိုင်ဘူးဆိုတာကိုလည်းသူသိမြင်လာခဲ့တယ်တဲ့။ဒါကြောင့်မို့ဆင်းရဲခြင်းပါရမီကိုကျင့်ဆောင်တည်နေတဲ့ဘဝကိုစွန့်ပြီးတော့ခန္ဓာထည်ဝါတဲ့ဝတ်စားတွေနဲ့စတင်ပြောမှဆင်မြန်းလာခဲ့တယ်။လက်ဆောင်ပဏ္ဍာတွေအနေနဲ့အသုံးပြုဖို့အတွက်ပေါ်တူဂီနိုင်ငံကအထူးပြုလုပ်ထားတဲ့ပစ္စည်းတွေကိုသူမှာယူခဲ့တယ်။နေကဲမြေကဲမှာရှိတဲ့ယဉ်ကျေးမှုနဲ့တသားတည်းကျလာပြီးတော့ရင်းနှီးမှုရရှိလာတဲ့အခါမှာအကျိုးဆက်တွေအနေနဲ့စွန့်ပစ်ထားတဲ့ဗုဒ္ဓဘုန်းကြီးကျောင်းဟောင်းတွေကိုခိုလုံအသုံးပြုခွင့်ရခဲ့တယ်။ Francis ဟာဒုတိယသာသနာပြုတဲ့အချိန်ကာလ2နှစ်ကျော်ရှိလာတဲ့အခါမှာဘာသာဝင်ဦးရေက2000ခန့်သောယုံကြည်သူအစုအဝေးကိုသူတည်ထောင်နိုင်ခဲ့ပါတယ်။သူတို့တွေကခရစ်ယာန်ဘာသာဝင်သစ်များဖြစ်ပေမဲ့လည်းနောက်တစ်နှစ်တာအတွင်းဖေဖော်ဝါရီလ6ရက်နေ့မှာအသက်အန္တရာယ်ချင်းချောက်တဲ့ညင်ပန်းနှိပ်စက်ခြင်းများနဲ့ကြုံတွေ့ရသည့်တိုင်သူတို့ရဲ့ယုံကြည်ခြင်းတွေကိုမြဲမြံစွာစောင့်ကိုင်ထားခဲ့ကြတယ်။သူအားစိုက်ပျိုးရေးနဲ့ရိတ်သိမ်းဖို့အတွက်သူနောက်ကိုလိုက်လာမဲ့တခြားသောသာသနာပြုတွေအတွက်ဂျပန်လူမျိုးတွေရဲ့ဝိညာဉ်ရေးမြေခံရေခံကိုကောင်းစွာပြင်ဆင်မွမ်းမံပေးခဲ့ပါတယ်။ Francis ဟာတရုတ်ပြည်ကိုသွားပြီးတော့ရှေ့ဆက်သာသနာပြုဖို့ရန်အတွက်ကြံရွယ်ခဲ့တယ်။တရုတ်ပြည်ကြီးဟာတိုင်းတစ်ပါးကနေလာရောက်တဲ့ခရီးသည်တွေကိုပြူငါကြိုဆိုခြင်းမရှိလာပေမဲ့လည်း Francis ကအင်ဝဂလိသတင်းကောင်းကိုတရုတ်ပြည်မှာမျှဝေဟောပြောဖို့အတွက်ပြင်းပြတဲ့စိတ်ဆန္ဒတွေသူ့မှာကိန်းအောင်နေခဲ့တာ1552ခုနှစ်မှာခက်ခဲကြမ်းတမ်းပြီးပုံရှိုးကွယ်ရှိုးနဲ့သွားနေရတဲ့အဲ့ဒီပင်လယ်ခရီးမှာကန်တုံကိုခရီးမြင်လာတော့ Francis ဟာဖျားယောဂကြီးစွာခံရပါတယ်။လိုင်းမှုတန်နဲ့ဖျားနာယောဂကြောင့်လို့မခံမရနိုင်အောင်ကိုဝေဒနာခံစားခဲ့ရတော့တရုတ်ကမ်းရိုးတန်းကိုလမ်းမြင်နိုင်တဲ့ကျွန်းတစ်ကျွန်းရဲ့ကမ်းခြေတစ်ခုမှာကမ်းကပ်ဖို့အတွက်သူတောင်းဆိုခဲ့ပါတယ်။ Francis ဟာပင်ပန်းနွမ်းနေတော့တစားနဲ့အားအင်နဲ့ချီးနေလာတဲ့အတွက်ကြောင့်အသက်တော်46နှစ်မှာပဲလူသူကင်းမဲ့တဲ့အဲ့ဒီနေရာမှာအသက်တော်ချုပ်ငြိမ်းခဲ့ပါတယ်။သူရဲ့စာပနာမှာလူ4ဦးသာရှိခဲ့ပါတယ်ရှင်။ပရိသတ်များရှင်အခုဝေမျှပေးသွားတဲ့အကြောင်းအရာကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ channel လေးကို subscribe လေးနဲ့ဘေးနား notification လေးကိုနှိပ်သွားဖို့မမေ့ပါနဲ့နော်။ဆုံးဖြတ်လိုက်ပါပြီးနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။